စပင်ကျန်းနာတွေ6တွေ့ဖွာလန်နေတဲ့စပင်တွေနဲ့အရေးအသေးမဲ့တဲ့စပင်တွေဟာတင့်ရဲ့ဆန္ဒပျက်စီးနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။တင်မှာဒီလိုလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့အခုဖော်ပြပေးမယ် hair spray လေးကကူညီပေးနိုင်ပါလိမ့်မယ်။ဒီ spray လေးပြုလုပ်ဖို့အတွက်လိုအပ်တာတွေကတော့လက်ဖက်စိမ်းတစ်ခွက်စာတမယာရွေးခွက်တစ်ဝက်စာနဲ့ rosemary essential oil 50 ခန့်လိုအပ်ပါတယ်။ antioxidant ကျွဲဝတဲ့လက်ဖက်စိမ်းဟာစပင်တန်စေပြီးတော့စပင်ကျွတ်တာကိုရောကြစေပြီးစံသားတောက်ပြောင်လင်းလန်းနိုင်စွမ်းရှိပါတယ်။လက်ဖက်စိမ်းကိုအလှကုန်တော်တော်များများမှာထည့်သွင်းအသုံးပြုကြသလိုအခုဖော်ပြမယ်တဘာဝအင်ဒရီနီလန်လေးတွေအနေနဲ့လည်းအသုံးပြုနိုင်ပါတယ်။လက်ဖက်စိမ်းဟာအရေးပြားနဲ့ကျန်းမာရေးအတွက်သာမကစပင်တန်စေဖို့အတွက်ပါအကောင်းဆုံးအရာပဲဖြစ်ပါတယ်။ ဗီတာမင် E နဲ့ဗီတာမင် C ကျွဲဝစွာအခြေခံထားတဲ့လက်ဖက်စိမ်းဟာ6သွေးပျက်စီးနေတဲ့စပင်တွေကိုပြန်လည်ပြုပြင်ပေးနိုင်ပြီးတော့အဖျားတွေလည်းနှက်ခွမဖြစ်နိုင်အောင်ကာကွယ်ပေးနိုင်ပါတယ်။တမယာရည်ဟာဗီတာမင် C ဗီတာမင် B1 B2 B3 နဲ့ B5 B6 B12 လိုမျိုးဗီတာမင်မျိုးစုံနဲ့အာဟာရဓာတ်တွေကျွဲဝတာကြောင့်ဥယျာဉ်ပြားသွေးလည်ပတ်မှုကိုကောင်းမွန်စေဖို့အတွက်ကူညီပေးနိုင်ပြီးစပင်ဆုံးရှုံးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ rosemary essential oil ကလည်းစပင်နဲ့အရေးပြားအတွက်ကောင်းကျိုးများစွာရှိပါတယ်။စပင်တန်စေတဲ့တဘာဝအာနိသင်တွေလည်းများစွာပါဝင်ပါတယ်။လက်ဖက်စိမ်းတစ်ခွက်စာကိုကြိတ်ချေပြီးတော့အရေးညှစ်ယူကပကံလုံးတစ်လုံးနဲ့ကိုထည့်ပေးပါ။တမယာရီခွက်တစ်ဝက်စာကိုအဲ့ဒီအထက်ကိုပေါင်းထည့်ပြီးတော့မှုေးပေးပါ။မှုေးနေစဉ်မှာ rosemary essential oil 50 ခန့်ထပ်ပြီးတော့ပေါင်းထည့်ပေးပါ။ရရှိလာတဲ့အရေးကိုတော့ spray ဘူးအလွတ်တစ်ခုတည်းကိုထည့်လိုက်မယ်ဆိုရင်တော့အသင့်ဆုံးစပင်ဖြန်းစေးလေးရပါပြီ။ဒီ spray လေးကိုရောင်ရမ်းနေတဲ့အနာရှိတဲ့ဥယျာဉ်ပြားပေါ်ကိုမဖြန်းပါနဲ့။တမယာရည်ကြောင့်အနာဟာဆက်ဖြင်းဖြင်းဖြစ်သွားစေနိုင်လို့ပဲဖြစ်ပါတယ်။စပင်အညိုရောင်ဒါမှမဟုတ်အခြားအရောင်တစ်မျိုးမျိုးဆိုထားရဲဆိုရင်တော့ဒီ spray လေးကိုအသုံးပြုလို့မသင့်ပါဘူး။ဘာကြောင့်လဲဆိုရင်အရောင်ကိုပြေးသွားစေနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ဒီ spray လေးကိုဖြန်းပေးတဲ့အခါမှာဥယျာဉ်ပြားပေါ်မဖြန်းဘဲနဲ့စံသားတွေပေါ်ကိုသာဖြန်းပေးသင့်ပါတယ်။ဥယျာဉ်ပြား tissue တွေထွေးပေါင်းမပိတ်စေဖို့အတွက်ကတော့ organic ပစ္စည်းစစ်စစ်ကိုသာအသုံးပြုပေးပါ။